သွားမှုစီပြောမယ်ဘောနေပြီးတော့အီးလဲတဲ့အခါဟုတ်တယ်အုံစောအောက်ကလေးပဲလေမရတော့အဲ့လိုဖြစ်နေမဟုတ်အဲ့အိမ်မက်တွေမို့ထားတဲ့အိမ်မှာကွာတကယ်ရိုက်ရမယ့်အခန်းကကြာဘာလဲဆိုတော့ तू မူးပြီးတော့ကိုယ့်အိမ်တကားကိုလာခောက်နေချက်ပါမမဖြစ်တယ်လို့အရန်ကြိုက်နေတဲ့အချိန်မှာ तू ကမူးနေရကျမ तू အိမ်နေတဲ့အပေါ်ကနေအိမ်ကြီးလဲပေးပြီးတော့ပေါ့ဟေးဇကားတွေကလို့ဟိုပါပေါ့ငှက်ရုပ်တွေကကြာကွဲသွားမှာပေါ့အဲ့လာဟိုအပေါ်ကနေအိမ်ကြီးလဲတာရိုက်မှာကိုရိုက်လို့မရနော်နောက်ဆုံးကျတော့ကိုရလေးစိတ်ကြတော့တနေ့လုံးပေါ့နော်ဟုတ်တယ်နေဝအဲ့နဲ့မပွင့်ရလေပွင့်သိနေဆိုတာအဲ့မပွင့်ရစိတ်ပြက်ပြီးတော့မှနောက်ဆုံးကျတော့ခွဲရိုက်လိုက်တာကင်မရာအစားထိုးအဲ့တခါပြီးတော့အဲ့ပန်နိုကြီးထဲမှာဖက်ကြမဖက်ဘူးနေအောင်လုံးကဖက်လေနင်တို့ရီးစားမောင်နှမမဟုတ်ဘူးလို့ငါပြောနေတယ်အဲ့ဒီရပဲဆုံးတော့ပုံအဲ့တယ်ကဘုံမလာတော့ပွင့်နေမမေတာဒီမမေတာဘာဖက်ခိုင်းတာလေသူစိတ်တော်တယ်ဒုက္ခနေတယ်နင်တို့ဖက်တော့ပြောနေရဆိုပြီးတော့ကျမပြမယ်ကျမအဲ့တော့ပထမဆုံးအဲ့ရန်ကုန်ကိုရောက်တာပြီးတော့သမီး तू ကလည်းအဲ့လိုပြော तू ကလည်းဦးရတဲ့မပွင့်ရင်းနာမလားဦးရနေတယ်သူလည်းစဉ်းစားကြည့်ဒီမောင်နှမနဲ့ရောက်ကွာမောင်နှမအရင်လို့ချစ်တဲ့လူရီးသားလို့ခိုင်းတော့မရဘူးသူကလည်းကိုဖီလင်မလားလေကိုရုပ်ကြီးကြည့်ပြီးတော့လည်းဖီလင်မလားလို့ပေါ့သူကလည်းဖီလင်မလားကိုလည်းဖီလင်မလားကိုစင်လည်းမဟုတ်ဘူးလေဟိုကိုရီးယားလူဆိုတော့အဲ့ဒါပြောပြရမယ်နော်အဲ့ကျမတီအေးတောင်ပြောပြကျမတို့တီအေးတော့ဆောက်ချောက်ခဲ့ရနော်တကယ်ပြောကျမအဲ့တော့ကားလည်းမရှိဘူးကားလည်းမပါဘူးတီအေးကရှူတင်ပြန်ရင်ကျမကိုလိုက်သူတို့ကားနဲ့ခေါ်သွားတယ်အဲ့ကျေးဇူးလည်းအများကြီးရှိရနော်အဲ့ဒီမှာဘာဖြစ်တာလဲဆိုတော့ရန်ကုန်ကိုပထမဆုံးတိတ်ပြောခဏမရောက်တဲ့လူဆိုတော့ကျမကကိုအဲ့မီးပွိုက်တစ်ခုရောက်တဲ့အချိန်မီးပွိုက်တစ်ခုရောက်တဲ့အချိန်မှာအင်းလန်းတောင်မှာအင်းလန်းပြည်လန်းတောင်မှာအဲ့လိုလေဂုံးလေးပေါ်မှာကားနေရက်ထားတာလေအဲ့လိုလေဆူတောင်းတာပေါ့နော်ဆူတောင်းတော့တီးရနေပြီးတော့တမီးဘာလုပ်လားမရွှေကုံဖျားလေးလို့ဇောင်းနဲ့ကတော့နာဟဲရွှေကုံဖျားမဟုတ်ဘူးတဲ့စိတ်ညစ်တဲ့ဘာယုံလဲမသိပါဘူးရှင်တယောက်သူတော့တယ်ဝင်းနေသမီးဝယ်နေလားမသိဘူးနည်းနည်းတူတယ်ကွာတူရနော်အဲ့မှာအုပ်စိုးခန့်ကိုတီးကအုပ်စိုးခန့်ကြီးနင်းအမဘာဒီကတော့နာလည်းမသိဘူးဝယ်နေသမီးဟာကတော့နေဆိုရှက်လိုက်တာရန်ကုန်မှာအော်ခဲ့တာပေါ့ပထမနော် first time နော် first time အော်တာဒါမဲ့အခုကရင်းကြပါအခုကမန်လေးရောရန်ကုန်ရောရန်ကုန်ပိုင်စီးနေနောက်ဆုံးရန်ကုန်ဝင်လာမရောက်ဘူးရောက်တော့မလေးပြောတဲ့အတိုင်းဖြစ်ဝင်လာမရောက်ပြောတော့တဲ့အတိုင်းအားပြပြနော်ကျမတို့ကတော့ကြနေမအချောင်းပုံဝင်ရချောင်းပြုတ်တော့ငါလည်းဒီမှာလေဟုတ်အဲ့ဒါ cheers အားပြပြနော်တတာအစိုးရကကြိုင်09 3ည